လုပ်ငန်းခွင်ဆိုင်ရာအင်္ဂလိပ်စကားပြောဆရာစိုးတီဟာပေါ့နော်စာမျက်နှာပဲသွားမလဲဆိုတော့17 page 11သွားပါမယ်စာမျက်နှာ page 11စက်ကိုခလုတ်ဖွင့်လိုက်ပါစက်ကိုခလုတ်ဖွင့်လိုက်ပါ switch on the machine switch on the machine switch on the machine စက်ကိုခလုတ်ဖွင့်လိုက်ပါမီးခလုတ်ကိုပိတ်လိုက်ပါ switch off the light switch off the light မီးခလုတ်ကိုပိတ်လိုက်ပါ switch off the light မီးခလုတ်ကိုပိတ်လိုက်ပါ TV ခလုတ်ကိုဖွင့်လိုက်ပါ TV ခလုတ်ကိုဖွင့်လိုက်ပါ turn on the TV turn on the TV turn on the TV TV ခလုတ်ကိုဖွင့်လိုက်ပါရေပုံပိုင်ခေါင်းကိုပိတ်လိုက်ပါရေပုံပိုင်ခေါင်းကိုပိတ်လိုက်ပါ turn off the water tap 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 turn off the water tap ဒီနားမှာကြတော့ off off မဟုတ်နော် off 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 ဆိုတာပိတ်တာနော်အခုရေပုံပိုင်ခေါင်းကိုပိတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ off 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 ကပိတ်တာနော် off off ကသူကကြတော့ e နော်အမှန်က off on နော် f နှလုံးမှာ turn off the water tap turn off the water tap ရေပုံပိုင်ခေါင်းကိုပိတ်လိုက်ပါနော်အတိုးအကျယ်ခလုတ်ကိုမြင့်တင်ပါအတိုးအကျယ်ခလုတ်ဆိုတာ TV တွေဘာတွေပေါ့နော်အလိုအတိုးအကျယ် turn at the volume 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 turn at the volume turn at the volume အတိုးအကျယ်ခလုတ်ကိုမြင့်တင်ပါတဲ့လေးပေးဆက်ခလုတ်ကိုရှော့ချပေးပါလေးပေးဆက်ခလုတ်ကိုရှော့ချပေးပါဒါအဲကွန်းပေါ့နော်ဟိုစားအေးရှော့ခိုင်းတာ turn down the aircon turn down the aircon turn down the aircon လေးပေးဆက်ရှော့ချပေးပါတဲ့အဲ့ဒါအခုကကြတော့လုပ်ငန်းခွင်ဆိုင်ရာအင်္ဂလိပ်စကားပြောရဲ့စာမျက်နှာ page 11ဖြစ်ပါတယ်စာမျက်နှာ17ဖြစ်ပါတယ်ရှင်ထိုင်းကသူတွေလိုချင်တယ်ဆိုလို့ရှင်တော့ဒီချင်းဝါလေးကဒီတောက်မှာเนาะဘယ်ဘက်ဘေးရဲ့ဒီနားလေးမှာရှိပါတယ်အဲ့ဒီမှာနှိပ်ပြီးတော့ဝယ်သွားပါ88ဘတ်ပုတ်ခန့်အပီနဲ့ဖြစ်ပါတယ်မြန်မာဘက်ကလူတွေလိုချင်တယ်ဆိုလို့ရှင်เนาะဒီစာအုပ်လေးကို6000ဖြစ်ပါတယ်စောက်ဖို့ငွေကြရှင်းရမှာဖြစ်เนาะဒလီခါကြတော့အရောက်မှရှင်းရမှာဖြစ်ပါတယ်ရှင်လိုချင်စီးပြီးမှလာမေးပါရှင်ကျေးဇူးပါ